အားလုံးပဲမင်္ဂလာပါဗျလာမယ့်23ရက်နေ့တောက်ကြနေ့မှာဆိုရင်တော့ဖြစ်ဒီဝိုင်းစင်မြေပေါ်မှာမြန်မာဖိုက်တာတွေပါဝင်တဲ့တွဲဆိုင်၄ခုထိပါဝင်လာတာကိုတွေ့ရပါတယ်ပထမဆုံးတွဲဆိုင်နေတဲ့ကတော့ဝိုင်းစင်မြေမှာပထမဆုံးပွဲထည့်လာမယ်ဒီကျော်ဆောင်ဝင်းရဲ့ပွဲဖြစ်ပါတယ်ကျော်ဆောင်ဝင်းကတော့တွဲဆိုင်နံပါတ်6မှာဂျပန်ဖိုက်တာမူကာစီတိုနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒီဂျပန်ဖိုက်တာမူကာစီတိုဟာဆိုရင်ဒီမြန်မာရိုးရဖိုက်တာတွေဖြစ်တဲ့အဲမီနဲ့စူပါရီချန်နိုနဲ့ရှင်ပြိုင်ခုပါတယ်ဒီအဆိုပါပွဲစဉ်တွေမှာဆိုရင်တော့ဖြစ်ဒီအဲမီကတော့ဒီဂျပန်ဖိုက်တာကိုအလဲထိုးအနိုင်ယူခဲ့ပြီးတော့စူပါရီချန်ကတော့ဒီဂျပန်ဖိုက်တာမူကာစီတိုကိုအမှတ်နဲ့ရှုံးနေခဲ့ပါတယ်ဒါမဲ့23ရက်နေ့မှာပွဲထွက်လာမယ်ကျော်ဆောင်ဝင်းကဒီဂျပန်ဖိုက်တာကိုဘယ်လိုရှင်ပြိုင်ထိုးတက်သွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်တွဲဆိုင်နံပါတ်8မှာတော့ဖြစ်မြန်မာမြတ်တဲ့ဖိုက်တာဖြစ်တဲ့နေရိုင်းကထိုင်းဝိုင်းဖိုက်တာတဦးဖြစ်တဲ့ကွန်ဆတ်ဘန်ကောက်တွန်ဘရီရမှာဖြစ်ပါတယ်ဒီအဆိုပါထိုင်းဖိုက်တာဆိုရင်ဒီအတွေ့အကြုံရှိတဲ့ဖိုက်တာတဦးဖြစ်တဲ့ဒီဝိုင်းစင်မြင့်မှာ12ပွဲတီးရှင်ပြိုင်မှုရယ်9ပွဲနိုင်တယ်5ပွဲကိုသူရှုံးနေထားတာတွေ့ရတယ်ပေါ့နော်ဒါကတော့ဒီမျက်နှာသစ်ဖိုက်တာနေရိုင်းနဲ့တွေ့မဲ့ဒီထိုင်းဖိုက်တာရဲ့အချက်လက်တွေဖြစ်ပါတယ်တွဲဆိုင်နံပါတ်7မှာဆိုရင်ကျွန်တော်ရဲ့ချင်းဖိုက်တာလေးဖြစ်တဲ့ slide time question ကတော့ထိုင်းဖိုက်တာဖြစ်တဲ့ Rodon Kim နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒီဆိုပါဒီထိုင်းဖိုက်တာဆိုရင်ပေါ့နော်1စင်မြင့်မှာ4ပွဲပြိုင်တယ်2ပွဲနိုင်တယ်2ပွဲရှုံးထားတဲ့ဒီဖိုက်တာတူဖြစ်ပါတယ်ခေါင်းဝဲဖြစ်တဲ့တွဲဆိုင်နံပါတ်14မှာဆိုရင်တော့ဖြစ်ဆိုလင်းကတော့ထိုင်းဖိုက်တာဖြစ်တဲ့ရူပွန်နဲ့ရှင်ပြိုင်ရမှာပါထိုင်းဖိုက်တာရူပွန်ကဒီဝိုင်းစင်မြင့်မှာ5ပွဲထိုးတယ်4ပွဲကိုအနိုင်ရရှိထားပြီးတော့1ပွဲကိုရှုံးနေထားတာတွေ့ရပါတယ်ကျွန်တော်ရဲ့ UF fighter ဖြစ်တဲ့ဆိုလင်းဦးကတော့ဝိုင်းစင်မြင့်မှာ6ပွဲပြိုင်တယ်3ပွဲနိုင်တယ်3ပွဲကိုရှုံးနေထားတာတွေ့ရပါတယ်ရိုးရဖိုက်တာဒီထဲမှာတော့ဆိုလင်းကဒီဝမ်ရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကိုပထမဆုံးရရှိထားတဲ့ဖိုက်တာတဦးဖြစ်ပါတယ်ဒီတော့လာမယ့်ပွဲမှာမြန်မာရိုးရဖိုက်တာ၄ဦးထိပါဝင်လာမှာဖြစ်ပြီးတော့အဆိုပါဖိုက်တာတွေထဲမှာပြိုင်ဘက်တွေကိုအနိုင်ယူသွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်